မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအထွန်းကားတောက်ပဆုံးသောနိုင်ငံဖြစ်ဂုဏ်ယူဝယ်ထင်ရှားကျော်ကြားတဲ့နိုင်ငံဖြစ်ပါတယ်။ဖျားပထိုးစီတို့လက်ညှိုးထိုးမလဲအောင်တည်ရှိနေတဲ့မြန်မာနိုင်ငံတော်အတွင်းမှာသာသနာအလံကိုမြင့်မြင့်မားမားစိုက်ထူနိုင်ခဲ့ကြတဲ့သာသနာကျက်တီဆောင်သာသနာအာဇာနည်ဆရာတော်ကြီးများလည်းအများအပြားပေါ်ထွက်ခဲ့ပါတယ်ရှင်။မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေဟာပါဠိဘာသာနဲ့သာတည်ရှိနေကြတဲ့အတွက်ပါဠိဘာသာတက်ကျွမ်းတဲ့ယဟန်တော်တွေသာသိရှိနိုင်ပြီးပါဠိဘာသာမတက်ကျွမ်းတဲ့လူပုဂ္ဂိုလ်များကတော့တရားသဘောတရားအရာတာကိုခံစားနိုင်ခွင့်မရခဲ့ပါဘူး။ဒါကြောင့်လေတရားတော်တွေရဲ့မူရင်းအနှစ်သာရကိုအပြည့်အဝခံစားနိုင်စေဖို့ပိဋကတ်တော်တွေကိုမြန်မာဘာသာပြန်ဆိုပြီးဟောကြားတော်မူခဲ့တဲ့ပိဋကတ်အကျော်ဆရာတော်ကြီးများရဲ့ကျေးဇူးဟာလွန်စွာမှကြီးမားလာပါတယ်။မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်းပါဠိနဲ့တက္ကသစာပေပရိယတ်များကိုကျွမ်းကျင်နိုင်နှင်းစွာတက်မြောက်တော်မူပြီးပိဋကတ်သုံးပုံမှာအင်ကန်ခက်ခဲနည်းနည်းလာသောအဘိဓမ္မာဓမ္မဒေသနာတော်တို့ကိုဝိနည်းအပေါင်းတို့လွယ်ကူရှင်းလင်းစွာနားလည်နိုင်ကြစေရန်မြန်မာလိုပြန်ပြီးအရာကောက်ပြနိုင်တဲ့ပညာဉာဏ်ကြီးမားတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်တော်မူပါလေရှင်။
ပြည့်ကျော်4ရက်မနက်9 နာရီမှာအမရပူရမြို့မင်္ဂလာတိုက်ဟောင်းမိုးကုတ်ကျောင်းကြီးမှာတန်ဃာတော်အပါ200ကိုအာယုံစွန်းဆက်ကပ်လှူဒန်းပါတယ်။နေပေါင်းစုံကျောင်းပေါင်းစုံမှဆရာတော်တန်ဃာတော်များဆွန်းဖုံးပေးနေစဉ်မှာမိုးကုတ်ဆရာတော်ကြီးကိုယ်တိုင်ကြွလာပြီးစွန်းရင်းတိုင်ဆွဲကဟင်းလိုက်ကပ်ပါတယ်။ရင်းနှီးကျွမ်းဝင်တဲ့ဆရာတော်ကြီးများကိုလည်းနှုတ်ဆက်ဧည့်ခံပြီးစကားပြောဆိုနေတော်မူပါတယ်ရှင်။မိုးကုတ်ဆရာတော်ဖျားကြီးဟာမင်္ဂလာတိုက်ဟောင်းမိုးကုတ်ကျောင်းမှာမနေ့ပိုင်းအာယုံစွန်းကပ်လူပြီးတဲ့အခါမင်္ဂလာမဂ္ဂင်ဂိတာကျောင်းကိုပြန်ကြွလာတော်မူပါတယ်။အဲဒီလိုပြန်ကြွလာပြီးကျောင်းပေါ်တက်ခဏီမှာပြောတဲ့စကားကတော့ငါခန္ဓာဝင်တို့ကြီးကဖြင့်လေးလာပြီလို့ဆိုပါတယ်။အဲဒီချိန်ဆရာတော်ဖျားကြီးဟာရုပ်လက္ခဏာညှိုးနှံပြီးနေထိုင်မကောင်းဖြစ်နေပေမဲ့အနည်းရှိလူများကိုတရားစကားတွေပြောနေပြီးနေ့လယ်ပိုင်းမှာကထိန်တရားဟောရမယ့်အကြောင်းပြင်ဆင်ထားဖို့အကြောင်းမှာကြားနေခဲ့ပါလိမ့်ရှင်။တက္ကရာ1324ခုသတင်းကြိုလာပြည့်ကျော်4ရက်ဗုဒ္ဓဦးနေ့မွန်လွယ်တနာရီမိနစ်20ချိန်မှာတော့မိုးကုတ်ဆရာတော်ဖျားကြီးဟာတဘောခန္ဓာဝန်ချုပ်ငိမ့်တော်မူပါလိမ့်ရှင်။
။
စ
။
မ
သည်ပရိစ္ဆာသမုပ္ပါတန်မြာဆက်ရရပြောင်းနေရသည်ဒုက္ခခတ်သိကင်းကြီးဒုက္ခခတ်သိကင်းကြီးညာလူစုံကြီးနိဗ္ဗာန်လမ်းပြသာသနာအာဇာနီ
ညာပူညာလမ်းပွင့်နိုင်ရန်အတီးနိဗ္ဗာန်သို့ဤနိဗ္ဗာန်သို့ဤလမ်းရောက်နိုင်၏အတွက်လမ်းညွှန်ပေးရဲ့တရားနဲ့ညီကျေးဇူးအထွေတွေပူဇော်ထူးထိပ်ပန်ငါတီးတပိတန်ငါတိုင်းကများမိုးဆရာတော်ဘုရားကိုကြည်ညိုတရာပွားညိုသေးဝတ္တဝရှိဖို့တင်ချီ
က
။
မ
ရှာသည်ပရိစ္ဆာ